မြို့တဲကတက္ကသိုလ်တစ်ခုမှာအဆောင်ဟောင်းတစ်လုံးရှိတယ်။အဲ့ဒီအဆောင်ရဲ့3တက်အခန်းနံပါတ်303ကိုတော့ဘယ်သူမှမနေရဲကြဘူး။ဘာလို့လဲဆိုတော့ည12နာရီတိုင်းအဲ့ဒီအခန်းထဲကကုတင်လုတ်တန်တကားခောက်တန်ကြားရတဲ့လူပဲ။ဒီနေ့မှာကိုစင်ဆိုတဲ့ပထမနှစ်ကျောင်းသားတယောက်တရေမရှိဘူးလို့ယုံကြည်ပြီး303ကိုတွိုင်းနေရန်ဆုံးဖြတ်လိုက်တယ်။သူ့တငယ်ချင်းတွေကမနေပါနဲ့အဲ့ဒီအခန်းကမကောင်းဘူးလို့တတိပေးခဲ့ပြီးမြဲကိုစင်မယုံခဲ့ဘူးပထမညဘာမှမဖြစ်ဘူးဒုတိယည12နာရီမှာတကားကိုထုတ်လို့တန်ကြားတယ်ကိုစင်လှမ်းမိတယ်ဘသူလဲတိတ်ဆိတ်သွားတယ်တကားဖွင့်ကြည့်တော့ဘသူမှမရှိဘူးတတိယည12နာရီတီမှာမီးတွေတစ်ချက်လင်းပြီးပြတ်သွားတယ်မှောင်မိုက်သွားတဲ့အချိန်မှာသူ့နောက်ဘက်ကနေအတန်တစ်ခုလေးနက်ထွက်လာတယ်ငါအခန်းမှာဘာလို့နေတာလဲကိုတင်ချက်ချင်းလှည့်ကြည့်လိုက်တော့တကားနားမှာသပင်ရှည်နဲ့မင်းကလေးတယောက်မျက်နှာမမြင်အောင်ရက်နေတယ်မျက်စိတွေကအနီးရောင်တောက်နေတယ်နောက်တစ်နေ့မနက်မှာတော့303အခန်းထဲမှာကိုစင်မတွေ့တော့ဘူးအခန်းထဲကနေရန်ပေါ်မှာတော့စာတစ်ကြောင်းရေးထားတယ်304က No, stay back! Get away from me! 303မဟုတ်တော့304ကလည်းအခန်းလွတ်ဖြစ်သွားခဲ့တယ်